Hello အားလုံးပဲမင်္ဂလာပါတိုနီမနီမှာပြန်လည်ပြီးတော့ကြိုဆိုပါရစေကျွန်တော်ဒီနေ့မှာဆိုလို့ရှိရင်ပေါ့နော် Telegram နေပြီးတော့မှအသစ်ထွက်ရှိလာတဲ့ Telegram free mining game လေးနဲ့ကျွန်တော်မိတ်ဆက်ပေးခြင်းပါတယ်ဒီ game လေးကကြတော့ကျွန်တော် game နဲ့ဝင်လိုက်မယ်ဆိုလို့ရှိရင်ဒီတော့ဒီမှာပေါ့နော် free mining တိုးဖို့အတွက်ကျွန်တော် level 1ပေါ့နော်ဟုတ်ကဲ့ဒီမှာ level 1ပေါ့နော်ကျွန်တော်စနေပြီးတော့မှmining စလုပ်နေမှာဖြစ်ပါတယ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တွေကဒီ daily profit အနေနဲ့ပေါ့နော် 0.001 ကျွန်တော်ရရှိနေမှာဖြစ်ပါတယ်တနေ့ကိုတစ်ခေါက်ပေါ့နော်ကျွန်တော်ကအဲ့ဒါကိုနေ့စဉ် claim လို့ရတယ်ပေါ့နော်ကြိုက်တဲ့အချိန်ဝင်ပြီးတော့ claim လို့ရတယ်အားတဲ့အချိန်ပေါ့နော်ဝင်ပြီးတော့ခဏလေးပဲဝင် claim လို့ရတယ်ကျွန်တော်အခု claim လိုက်မယ်ပေါ့နော်ချက်ချင်းဝင်သွားပြီပြီးသွားပြီဆိုလို့ရှိရင်ဒီဘက် level 2ပေါ့နော် level 2ကိုကျွန်တော်ပွင့်ဖို့အတွက်ဆိုလို့ရှိရင်ဒီတော့ Telegram ဒီ channel တစ်ခုနဲ့ပြောရဆိုလို့ရှိရင် refer 3ယောက်နဲ့လိုတယ်ပေါ့နော်refer 3ယောက်ကျွန်တော်ရှာလိုက်မယ်ဆိုလို့ရှိရင်ဒီ level 2ကပွင့်သွားမှာဖြစ်ပါတယ် level 2ကလည်းပဲကျွန်တော်ဒီ 0.01 daily အနေနဲ့ပေါ့နော်ကျွန်တော်ကြိုက်တဲ့အချိန်ကိုဝင်ပြီးတော့ claim လို့ရတာဖြစ်ပါတယ်ဒီမှာကျွန်တော် claim ပြီးသွားပြီပေါ့နော်ဒီတော့ဝင်သွားပြီဒီမှာမပြောင်းဆိုလို့ရှိရင်ပေါ့နော်ကျွန်တော် reload ပြန်လုပ်လိုက်ပေါ့နော်မပြောင်းဆိုလို့ရှိရင်ပြောရဆိုလို့ရှိရင် level 3ပေါ့နော် level 3ကျွန်တော်တစ်ချက်ဝင်ကြည့်လိုက်မယ်level 3ကကြတော့ကျွန်တော်တို့တွေအခုပေါ့နော်ရင်းမဲ့ဆိုတဲ့လူတွေအတွက်ပေါ့နော်1တော့ကျွန်တော်စပြီးရင်းရမယ်ပြောရဆိုလို့ရှိရင် daily profit အနေနဲ့ကတော့ 0.01 0.1 တွန်ပေါ့နော် daily profit အနေနဲ့ရရှိမှာဖြစ်ပါတယ်။သူက10ရက်နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အရင်ပြန်ရမှာဖြစ်ပါတယ်ပေါ့နော်။ရင်းမဲ့သူတွေအတွက်ကတော့စောစီရင်းထားတဲ့ပုံကောင်းတယ်ပေါ့နော် gain လေးကတော့အသစ်ဆိုတဲ့အတွက်ကြောင့်မို့ပေါ့နော် Telegram ကနေပြီးတော့ထွက်တဲ့ gain တွေဖြစ်တဲ့အတွက်ကြောင့်မို့ကြာကြီးခံလားမခံလားကျွန်တော်ဘယ်သူမှမသိရဘူးပေါ့နော်အဲအတွက်ကြောင့်မို့ရင်းမဲ့ဆိုလို့ရှိရင် sorry တဲ့ရင်းစေချင်တယ်ပေါ့နော်မရင်းတဲ့လူတွေဆိုလို့ရှိရင်ပေါ့နော်ဒီမှာကျွန်တော် invite ထဲကိုတစ်ချက်ဝင်လိုက်မယ်မရင်းတဲ့လူတွေဆိုလို့ရှိရင်မြင်မဲ့တဲ့ဆော့မဲ့ဆိုတဲ့သူတွေအတွက်ပေါ့နော် sorry ဒီမှာကျွန်တော်ဒီ question mark ကိုတစ်ချက်နှိပ်လိုက်မယ်ဒီမှာပေါ့နော်ကျွန်တော် question mark တစ်ချက်နှိပ်လိုက်လို့ရှိရင်ကျွန်တော်တကယ်ချင်းတွေက1 တွန်ရင်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ပြန်လည်ပြီးတော့မှ 0.15 တွန်ရရှိမှာဖြစ်ပါတယ်ကျွန်တော်တကယ်ချင်းကနေပြီးတော့မှထပ်ခေါ်လာတဲ့တကယ်ချင်းကထပ်ပြီးတော့1 တွန်ထပ်ထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ထပ်ဆင့်အနေနဲ့ပေါ့နော် 0.05 တွန်ကိုကျွန်တော်က percentage အနေနဲ့ပြန်လည်ရရှိမှာဖြစ်ပါတယ်ဒီမှာတော့ပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့တွေကဒီဘက်ကအများသုံးကြတဲ့ချက်ဝင်ကြည့်လိုက်မယ်ဒါကတော့ပုံမှန်တိုင်းပဲပေါ့နော်တကယ်ချင်းရှာတာပါညာဒီမှာကျွန်တော်တို့ဒီ wallet ထဲကိုတစ်ချက်ဝင်လိုက်မယ်မဟုတ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေကဒီတွန်ကီပါနဲ့အရင်ဆုံးချိတ်ပေးရမယ်ပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်မှရနေတဲ့ 0.22 ကိုကျွန်တော်ထုတ်ကြည့်မယ်ပေါ့နော်တစ်ချက်ထုတ်ကြည့်လိုက်မယ်ဒီမှာပေါ့နော်ဒီမှာကျွန်တော်1တွန်ပြည့်မှသူကထုတ်လို့ရတယ်ဆိုပြီးကျွန်တော်ပြထားရပါတော့အဲ့အတွက်ကြောင့်မို့ကျွန်တော်1တွန်ပြည့်အောင်လို့စုပြီးတော့မှပေါ့နော် refer ရှာရမယ်ဖြစ်ဖြစ်ကျွန်တော်ဒီ1တွန်ပြည့်အောင်လို့ရင်ပြီးတော့ပဲဖြစ်ဖြစ်ကျွန်တော်တွေကအဲ့တော့မှထုတ်လို့ရမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုစောင့်ကြည့်ရှုပေးတဲ့တင်ကြီးနဲ့အားလုံးလည်းကျေးဇူးတင်ပါတယ်ဒီ game လေးရဲ့ link ကိုကျွန်တော် description မှာချပေးထားမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ